ဘော်ရာတို့အားလုံးပဲမင်္ဂလာပါခင်ဗျ Channel Subscribe လုပ်ဘေးနားခေါင်းလုံးလေးနှိပ်ထားပြီးတော့နောက်နေ့ရုပ်ရှင်တွေတင်တဲ့အခါမှာတမ်းပြီးတော့သိနိုင်အောင်လုပ်ထားပေးပါဦးပြီးဒီနေ့ဗီဒီယိုလေးကိုလည်းပြန်လေးဖွင့်ပြီးတော့ကြည့်ပြကြဖို့ဘော်ရာရင်းချာကြီးကိုတောင်းဆိုပြစီဒီနေ့မှာကတော့ Bloody Flower အပိုင်းနှစ်ဖြစ်ပါတယ်ခင်ဗျဒီကလေးလည်းကောင်းမယ်လို့ထင်တယ်ကျွန်တော်တတ်နိုင်တော့အများဆုံးတင်ဆက်ပေးပါမယ်ကြည့်အောင်ပါခင်ဗျဒီပိုင်းစားမှာတော့ရှင်းနေဘက်ကဆိုင်းဝူလိုသားမေကိုကြည့်ပြီးတော့အရန်အော်နေခဲ့တာကြောင့်ပို့ပြီးတော့တေးကြသွားအောင်မင်းကကန်ဆိုင်းဝူဆိုတဲ့ကလေးလားဆိုတော့ဓာတ်ရိုက်မေးမြန်းနေပါလိဆိုင်းဝူကဟုတ်ပါတယ်ဆိုပြီးဖြေလိုက်တော့ရှင်းနေဘက်လည်းဆိုင်းဝူရဲ့အကောင်းတိုင်းပြန်ကျမ်းမာသွားတဲ့6လောက်တီကိုစိုက်ကြည့်နေမိတာကြောင့်မိခင်ဖြစ်သူဟာတခုအနေပေးမယ်ထင်တယ်ဒါပေမဲ့သူရှိကနေရက်ပြီးတော့ကာကွယ်ရင်းရှင်းနေဘက်ကိုလည်းဘသူလဲဆိုပြီးတော့ပြန်မေးလိုက်ပါလိဒါပေမဲ့တော့ဦးရောင်းပြောပြလိုက်တဲ့နေရာမှာတခြားမြုပ်နှံထားတဲ့အလောင်းတွေကိုရှာဖွေတပ်ဖွဲ့ကတူးဖို့ရှာဖွေပြီးတော့မှတ်တမ်းယူနေခဲ့ကြပြီးတော့ဒါမှမဟုတ်ဦးကြောင်းရုံးတင်မစစ်ဆေးခင်မှာအမှုရဲ့ရှေ့ပြေးအကြောင်းအရာအားလုံးအတွက်အယုံကိုယ်တိုင်တာဝန်ရှိသူတွေစီမံတင်ပြပေးနေကြတာပဲဖြစ်ပါတယ်။ဦးကြောင်းရဲ့ထုတ်ဖော်ပြောဆိုချက်အရနင်နာသူတွေရုပ်လောင်းတွေကိုတူဖို့ရရှိခဲ့ပြီးပြီဆိုပေမဲ့ဦးကြောင်းလက်ရှိချိန်ဒီတက်စီကနေပြောဆိုဆက်ဆံပြီးသူ့ကသူအပြစ်မရှိလို့ယုံကြည်ကဥပဒေကိုစော်ကားနေတဲ့အတွက်အချိန်ကြာကြီးပျောက်ကွယ်နေတဲ့တေတံချဥပဒေကိုပြန်လည်အသက်သွင်းပြီးတော့အဲ့ဒီဦးကြောင်းဆွဲစိတ်ဆအကောင်ကိုတေတံချမှတ်ပေးပါဆိုပြီးတော့အယုံကတောင်းဆိုခဲ့ပါတယ်။ရှင်းနေဘက်ကတော့ဦးကြောင်းနဲ့နောက်တစ်ချိန်ထပ်တွေ့ပြီးတော့ဆန်းဦးဆိုတဲ့ကလေးကိုတွေးကြပြီးဖြစ်ကြောင်းဦးကြောင်းကိုပြောပြနေခဲ့ပါတယ်။ရှင်းနေဘက်ကသမီးဖြစ်သူရဲ့ယောဂကိုပျောက်ကင်းစေခြင်းလို့သူကုသပေးမှုတဲ့လူနာတွေကိုလိုက်လံစုံစမ်းနေတဲ့အတွက်ဒီအချက်တွေကိုကြည်ချင်းအဖြစ်သမီးဖြစ်သူမင်းစောပေါ်ဖခင်ကောင်းပြီးသားပါတယ်ဆိုပြီးတော့ဦးကြောင်းကချီးကျူးခဲ့ချိန်မှာတော့ရှင်းနေဘက်လည်းသူသမီးကြောင့်အာရခဏခဏထုတ်ပြောမနေနဲ့ဆိုပြီးဦးကြောင်းကိုသတိပေးလိုက်ပါတယ်။နောက်တော့ရှင်းနေဘက်ကဆန်းဦးရဲ့ကလေးကဦးကြောင်းကုသပေးလို့ပြန်ကောင်းသွားတယ်ဆိုတာကိုဘယ်လိုနည်းနဲ့တက်တည်ပြပေးမလဲဘယ်လိုယုံကြည်ပေးရမလဲဆိုပြီးတော့မေးလိုက်တဲ့အခါဦးကြောင်းကလည်းတကယ်ကောင်းတဲ့မေးခွန်းပါပဲရှင်းနေကျွန်တော်အဲ့လိုပဲတန်တရားဝင်ပေးပါအဲ့ဒါမှအမှန်တရားဘာလဲဆိုတော့သိချင်စိတ်ပို့ပြီးတော့ပြင်းပြလာမှာဆိုပြီးတော့တုံ့ပြန်ခဲ့ပါလိမ့်နောက်တော့ဦးရောင်းကလူရတရားကနေပြန်ရှင်လာတဲ့ခါမျိုးမှာမျက်စိနဲ့မြင်နေရတဲ့အရာထက်ပို့ပြီးတော့တိလာတဲ့ຢာတွေရှိနေတာဖြစ်ကြောင်းနဲ့သူကားအစီတန်းကြောင့်3နှစ်လောက်ကိုမာဝင်သွားခဲ့ပြီးပြန်လဲနိုးထလာချိန်မှာတော့သွေးဗီဇာအသစ်ပြောင်းလဲမှုကြောင့်ကိုမာနေပြန်ထလာနိုင်တာတော့တခါလေမှာကားအစီတန်းဖြစ်တော့ကခံစားတဲ့နာကျင်မှုတိုင်းတပုံစံနဲ့ခံစားလာခဲ့ရတယ်လို့ဆိုပါလိမ့်ဒီတော့အသက်ရှင်လဲစားတဲ့နာကျင်မှုတွေပျောက်ကင်းအောင်သူ့ရဲ့ခန္ဓာကိုယ်ပေါ်နဲ့အပင်တွေတခြားအသက်ရှိတွေပေါ်မှာစမ်းသပ်မှုတွေတစ်မျိုးလှုပ်ကြည့်ရင်းကနေတရက်မှာတော့ခန္ဓာကိုယ်လေးကိုထိုးသွင်းလိုက်တဲ့ဆေးကနာကျင်မှုတွေအားလုံးရပ်တန့်သွားအောင်လုပ်ပေးနိုင်ကြတာဖြစ်လို့ဈေးမရှိတဲ့ယောဂအတွက်ကူထုံးရှာတွေ့သွားခဲ့တယ်လို့လက်ခံပြီးတဲ့အကြောင်းကိုပြောပြခဲ့ပါလိမ့်ရှင်းနေဘက်ကအဲ့လိုဆိုရင်သမီးဖြစ်သူမင်းစောခံစားနေရတဲ့ဘာတန်ယောဂကိုရောပျောက်ကင်းအောင်ကုသပေးနိုင်မလားဆိုရင်မေးမြန်းလိုက်တော့ဦးကြောင်းကလည်းကျွန်တော်လူနာတွေအကုန်လုံးအစာပိုင်းမှာကျွန်တော်ဘာမှမယုံခဲ့ကြအောင်ဒီလိုနဲ့ကျွန်တော်ကုသပေးလိုက်လို့တို့တွေပြန်ကောင်းလာပြီဆိုမှပဲကျွန်တော်ဂျေဇုတွေတင်ကြတော့တာပဲဗျာဆိုပြီးတော့သူ့ကိုမယုံမကြည်ဖြစ်နေတဲ့ရှေ့နေကိုပညာသားပါနဲ့ပြန်ဖြေလိုက်ပါလိမ့်အဲ့တော့မှတော့ဦးကြောင်းတရားခွင်မှာရုံးတင်စစ်ဆေးချိန်ရောက်လာမလို့တရားဘက်ကိုပြောင်းရွှေ့သွားခဲ့ချိန်မှာတော့တရားဝင်ရှေ့မှာသူ့ကိုတေတံချမှတ်ပေးဖို့ဆန္ဒပြတောင်းဆိုနေကြတဲ့လူအုပ်ကြီးကိုလည်းတွေးလိုက်ရပါလိမ့်ဦးကြောင်းတို့ရှေ့နေပြရက်တီပေးမဲ့ရှေ့နေဘက်နဲ့အမှုစင်ယုံတို့လည်းတရားရုံးရောက်လာခဲ့ပြီးတော့ရှင်းနေဘက်ကိုတော့လူသားသမားဘက်တော်သားဖြစ်ရှင်းနေလိုက်ပေးတာကြောင့်ပြည်သူလူထုကအမြင်မကြည့်ပဲရှုံးချတာမျိုးတွေပါဖြစ်လာခဲ့ရပါလိမ့်တရားခွင်ရောက်ချိန်မှာတော့အီယုံကတရားခံလူ19ယောက်ကိုသူတေသနာအတွက်အသုံးပြုဖို့တတ်ခဲ့တာဆိုရင်အဲ့လူ19ယောက်စလုံးကိုသူတေသနာလုံနေတဲ့တပ်တွေကဗမာပါလဲဆိုပြီးတော့စတင်မေးခွန်းထုတ်ခဲ့ပါလိမ့်ရှင်းနေဘက်ကသူတို့တင်ပြထားတဲ့တပ်တွေနံပါတ်23ကဗီဒီယိုဖိုင်ဟာနင်နာသူ19ယောက်ရဲ့သူတေသနာမှတ်တမ်းတွေပါဆိုပြီးဝင်ထောက်တော့အီယုံကလည်းအဲ့ဒီဗီဒီယိုဖိုင်ထဲမှာအလောင်းတွေကိုရစရာမရှိအောင်စိုးစိုးဝါးဝါဖြတ်တောက်ထားခဲ့တာဖြစ်လို့နင်နာသူတွေနဲ့ပတ်သက်တဲ့မှတ်တမ်းဟုတ်မဟုတ်သေချာမသိနိုင်ကြောင်းမူကင်းစေပညာဌာနကအစီရင်ခံထားပါတယ်ဆိုပြီးတော့တရားသူကြီးတန်ပြန်တင်ပြလိုက်ပါလိမ့်နောက်တော့အီယုံကနင်နာသူတွေရဲ့အပိုင်းပိုင်းပြတ်နေတဲ့ရုပ်လောင်းတွေနဲ့အယိုးပေါ်အရင်တင်နေတဲ့ဟုံးကျဲကွမ်းဆွဲမျိုးသားရဲ့အလောင်းပုံတွေကိုအများရှိမှဖွင့်ပြပေးလိုက်ပြီးတော့တရားခံရွေချက်ကသူ့ဒေသနာလုပ်ဖို့တခုတည်းဆိုရင်ဘာကြောင့်နင်နာသူတွေအခုလိုမျိုးအဆိုးဝါးဆုံးပုံစံနဲ့တတ်ခဲ့ရတာလဲဆိုပြီးတော့မေးခွန်းထုတ်လိုက်ပြန်ပါလိမ့်အဲချိန်တရားခွင်မှာရှိနေတခြားလူတွေကအလောင်းပုံတွေကြောင့်စိတ်မသက်မသာဖြစ်ပြီးတယောက်တစ်ပေါက်ထားអော်ကြတာကိုအီယုံကခွင်ကောင်းယူလိုက်ပြီးတော့ခုနကပြောခဲ့သလိုတရားခံသူ့ဒေသနာလုပ်ဖို့ရွေချက်ကြောင့်လူတတ်ခဲ့တာဆိုရင်တော့အခုလိုမလျော်ကန်စွာလုပ်ဖို့ဒီမလိုအပ်တာမလို့ကျမတို့ဒီမှုဟာစိတ်ဝေနာဖြစ်နေလူသားသမားတကောင်ရဲ့အပျော်တမ်းလူသားမှုလိုပဲယုံကြည်ထားတယ်ဆိုပြီးတော့တရားသူကြီးတန်ဆိုတင်သွင်းလိုက်ပါလိမ့်ဒီတော့ရှင်းနေဘက်နဲ့တရားသူကြီးကလည်းဘာသက်သေရှိလို့အဲ့လိုတင်ပြတာလဲဆိုရင်မေးချိန်မှာတော့အီယုံကလည်းသူမတိတ်ဆိတ်စုံစမ်းထားတဲ့ကိစ္စတစ်ခုကိုအခုလိုမျိုးပြန်ရှင်းပြလိုက်ပါလိမ့်ဦးကြောင်းဟာဂျိုပြောင်းချန်ဆိုတဲ့လူရဲ့ကားနဲ့တိုက်မိပြီးတော့3နှစ်လောက်ကိုမာဝင်သွားတာကိုလက်စားချေခြင်းစိတ်နဲ့ဂျိုပြောင်းချန်ဆိုတဲ့လူကိုပြန်ရှာတတ်ပြီးတော့နင်နာသူ19ယောက်ထဲမှာပါဝင်စေခဲ့တာကြောင့်ဒီအချက်ကိုသက်သေပြီးတော့လက်ရှိမှုဟာစိတ်ဆလူသားသမားတယောက်ရဲ့အပျော်တမ်းလူသက်မှုလို့ကောက်ချက်ချခဲ့တာဖြစ်ကြောင်းကိုအားလုံးမှန်တိုင်းပြောပြပေးလိုက်ပါလိမ့်ဦးကြောင်းကတော့ EON အစိုးတင်သွင်းချက်တွေကိုနားထောင်ပြီးတော့ EON ကပဲလိုရာဆွဲတွေးပြီးတော့ဇလန်းစင်လောက်ကြံနေသလိုဖြစ်အောင်တခိတ်ခိနဲ့ရည်နေခဲ့ပါလိမ့်ရှင်းနေဘက်ရဲ့ပြန်လဲခြေပချိန်ကိုရောက်တဲ့အခါမှာတော့အမှုစစ် EON ပြောသွားတဲ့အကြောင်းအရာတွေကကျိုးသိ
အကြောင်းတင့်လျော်တယ်ဆိုပေမဲ့တကယ်တမ်းတရားခံကအမှုစစ်ထင်နေတယ်လို့မျိုးစိတ်ဆလူသားသမားတယောက်မဟုတ်ပဲယောဂကျွမ်းနေတဲ့လူနာတွေကိုကုသဖို့သူတေသနာလုပ်ခဲ့တာအမှန်ပဲဖြစ်တာကြောင့်တရားခံကုသပေးလို့မျောလင်းချက်မဲ့နေရကနေပြန်လည်ပြီးရှင်သန်လာနိုင်တဲ့လူနာတွေကိုနောက်တရားခွင်မှာတပ်တည်ဖြစ်ခေါ်လာပြီးပါမယ်လို့သာရှင်းနေဘက်ကလိုရင်းတိုရှင်းပဲတင်ပြလိုက်ပါတယ်တရားခွင်ပြီးမှတော့ဦးကျောင်းကရှင်းနေဘက်ကတပ်တည်ဖြစ်လူနာတွေကိုခေါ်ပေးမယ်ဆိုပေမဲ့ဘသူကလာမှလဲဆိုပြီးမေးလိုက်တော့ရှင်းနေဘက်လဲအမှုစစ်ဘက်ကအားသာနေတာကြောင့်တရားခွင်ရဲ့အခြေအနေကိုပြောင်းလဲခြင်းလို့ပြောခဲ့တာသာဖြစ်ကြောင်းပြန်ရှင်းပြခဲ့ပါတယ်နောက်တော့ရှင်းနေဘက်ကနေသမ်းမအောင်မင်းအောင်သူတေသနာအတွက်ဆိုပြီးတော့လူခန္ဓာကိုယ်တွေကိုဒီလောက်ထိဖျက်တောက်ထားစရာလိုလို့လားကွာဟုံးကျဲကွန်တေဆုံးရဲ့ပုံစံဘလို့ကြီးလဲဆိုပြီးဦးကျောင်းကိုမေးလိုက်ပါတယ်ဒီတော့ဦးကျောင်းကလည်းသူ့ရဲ့သူတေသနာလူသားတွေနဲ့စမ်းသပ်မှာဖြစ်လို့လူခန္ဓာကိုယ်ကိုလိုအပ်တယ်လို့စိတ်ကြိုက်ဖျက်တောက်ထားတာဖြစ်ကြောင်းနဲ့ဥမာစမ်းသပ်မှုတစ်ခုအတွက်ဖားတကောင်ကိုလိုသလိုလီးဖြတ်ပြီးတော့အသုံးပြုထားရင်တော့တိတ်မသိတာနိုင်ပေမဲ့အခုကလူသားဖြစ်နေလို့သာခုလောက်ထိအမြင်ဆိုးနေရတာဖြစ်ကြောင်းကိုပြန်ရှင်းပြခဲ့ပါတယ်ပြီးတော့ဟုံးကျဲကွန်ကိုစမ်းသပ်နေတဲ့ဆေးကအောင်မြင်သွားတာဖြစ်တဲ့အတွက်ဟုံးကျဲကွန်ခန္ဓာကိုယ်ရဲ့ရှိသမျှသွေးတွေကိုဖောက်ယူထားလိုက်တာကြောင့်အလောင်းကအဲ့လိုပုံစံနဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာပါဆိုပြီးထပ်ရှင်းပြလိုက်ချိန်မှာတော့ရှင်းနေဘက်ကလည်းအခုလိုစမ်းသပ်မှုတွေလုပ်ဖို့အတွက်လူသားမှဖြစ်မယ်ဆိုပြီးတွေးထားတာမျိုးရှိလားလို့ဦးကျောင်းကိုမေးလိုက်ပါတယ်နောက်ပြီးတော့ဦးကျောင်းနေနဲ့အခု18ယောက်နဲ့စမ်းသပ်အောင်နေဈေးကမောင်မြင်နေဘူးဆိုရင်နောက်ထပ်လူတွေကိုလည်းထပ်ပြီးတော့တတ်နိုင်ခြေရှိနေတာမဟုတ်လို့အဓိကဦးကျောင်းရဲ့အတွင်းစိတ်ထဲမှာကလူသက်ချင်စိတ်ကတီးတန့်ရှိနေတာကြောင့်အဲ့လိုသက်ချင်တဲ့အကြောင်းရင်းကိုအခုချိန်မှာအမှန်တိုင်းပြောရင်ပြောရမယ်မဟုတ်ရင်တရားခွင်မှာမူသားပြောတယ်ဆိုပြီးတော့ဖော်ထုတ်ခံရတဲ့အခါဒေတန်းနေဘလို့မှရှောင်လွဲလို့ရနိုင်တော့မှာမဟုတ်ကြောင်းရှေ့နေဘက်ကပြောပြပေးလိုက်ပါတယ်ဦးကျောင်းတော့ဒီချိန်ကြီးဆေးမရှိတဲ့ယောဂါတွေကိုပျောက်ကင်းအောင်ကုသပေးနိုင်တဲ့သူ့လိုလူကိုဘယ်သူကမှပြစ်ဒဏ်မချဘူးဆိုပြီးတော့ခေါင်းမာနေသေးပါပဲရှင်းနေဘက်ကဦးကျောင်းရဲ့ကုသမှုကိုတရားဥပမာအတိမတ်ပြုမှလွတ်မြောက်နိုင်ပါလိမ့်ဆိုပြီးပြောလိုက်တော့ဦးကျောင်းကလည်းအဲ့ဒါကြောင့်ဒီတရားဆွဲဆိုမှုနဲ့အတူသူ့ရဲ့ကုသမှုအတိမတ်ပြုခံရအောင်ရှင်းနေဘက်ကပဲပျောက်ကင်းသွားတဲ့လူနာတွေကိုခေါ်ပြီးတော့တက်တည်ပြပေးရမှာဖြစ်ပြီးအဲ့လိုမှလည်းရှင်းနေဘက်ရဲ့သမီးဖြစ်သူမင်းစောရဲ့ဝေဒနာတွေကိုသူကကုသပေးလို့ရနိုင်မှာဆိုပြီးတော့ပြန်အကြက်ကင်လိုက်ပါတော့တယ်ရုံငန်းကိုပြန်အောင်ချိန်မှာတော့ရှင်းနေဘက်စီကိုအမျိုးသမီးတူရောက်လာပြီးတော့ဂွင်းဆက်လူသားသမားဘက်ကနေရှင်းနေလိုက်ပေးရင်အများပြည်သူညှို့ညင်မှုကိုခံပြီးတော့နောက်ထပ်အမှုတွေကလည်းယုံကြည်မှုလျော့နေသွားနိုင်တာကြောင့်ရှင်းနေဆက်လိုက်မပေးဖို့အတွက်လာပြီးတော့ဖြောင်းပြခဲ့ပါတယ်ဒါမဲ့ရှင်းနေဘက်ကတော့တရားခံဦးရောင်းအတွက်ရောသူ့အတွက်ပါအမှုကိုလိုက်ပေးမှဖြစ်မှာမလို့ရက်ပြစ်လို့မရဘူးလို့သာပြန်ပြီးတော့ညင်းဆိုလိုက်ပါတယ်နောက်တော့ရှင်းနေဘက်ကသတင်းတောက်ဂျုံနေထိုင်တဲ့ရက်ကွက်ကြားကရုံငန်းလေးစီထွက်လာခဲ့ပြီးလက်ရှိမှုကိစ္စအတွက်သတင်းတောက်ဂျုံနေထိုင်မှာခိတ္တအခြေချဖို့ဆုံးဖြတ်ခဲ့ပါတယ်နေရာရောက်တော့သတင်းတောက်ဂျုံကရှင်းနေဘက်အတွက်အလုံစပွဲဘာနာစီစဉ်ပေးပြီးတော့ကော်ဖီတစ်ခွက်နဲ့ဧကန်ကအမှုနဲ့ပတ်သက်တဲ့ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်စကားပြောပြီးခဏကြာမှတော့ရှင်းနေဘက်ကအတွေးတစ်ခုရသွားပြီးတော့အမှုနဲ့ပတ်သက်လို့တရားခံဘက်ကိုအပြည့်လျှော့ပြီးတော့အမှုစိတ်ရုံးကိုပြည်သူတွေမြင်ဆောင်စေမယ်ဆောင်းမတစ်ခုရေးပေးပါဆိုပြီးတော့သတင်းတောက်ဂျိုကိုပြောခဲ့ပါတယ်သတင်းတောက်ဂျိုကရှင်းနေဘက်စိတ်ကြိုက်သတင်းတစ်ပုဒ်ရေးပေးပြီးချိန်မှာတော့ဒီသတင်းဟာချက်ချင်းဆိုသလိုပဲညွန်ကြားမှုစီတီကိုပေါက်သွားခဲ့တာကြောင့်ညွန်ကြားမှုလည်းအယုံကိုအမြန်ခေါ်ကာဒီသတင်းတောက်ကိုပါဇက်ပိတ်ပေးလို့မရဘူးလားဆိုပြီးတော့တတိပေးပြောဆိုခဲ့ပါတော့တယ်အယုံကသတင်းမားတွေကိုပြန်မဖြေရှင်းခြင်းဘူးဆိုပြီးတော့ပြောလာတဲ့အခါညွန်ကြားမှုကလည်းဒီသတင်းတောက်ကရှင်းနေဘက်နဲ့အလုပ်တွဲလုပ်နေတဲ့သူဖြစ်တာကြောင့်ဆဆရာဂယူးဆိုင်ပါလို့ကြိုပြောမထားခဲ့ဘူးလားဆိုပြီးအယုံကိုစူပါတော့တယ်ပြောရင်ဆိုရင်လည်း KI မှုစစ်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ညွှန်ကြားမှုကိုစူဖို့ဆဲဖို့ဖုန်းဆက်လာခဲ့တာကြောင့်အယုံကပဲဖုန်းကင်လိုက်ပြီးနောက်တစ်ခါဒီလိုသတင်းဆောင်ပါးထွက်မလာအောင်တတ်နိုင်ဆုံးဂယူးဆိုင်ပေးပါမယ်လို့သာတောင်းပန်ပြောဆိုလိုက်ရပါတယ်အဲ့ချိန်တစ်ပတ်မှာတော့ဦးကျောင်းယာယီချုပ်ခန်းထဲကနေအကျဉ်းအောင်စီပြောင်းပြီးတော့ဒီတန်ခန်းထဲမှာထည့်ထားခဲ့ကြပါပြီကလေးထူးကုသဆောင်စီမှာလည်းမင်းစောလေးကရုတ်တရက်ကြီးအရေးပေါ်အခြေအနေကိုရောက်လာတဲ့အတွက်ဈေးုံမှာတာဝန်ကျနေတဲ့မိခင်ဖြစ်သူရောတခြားဆရာဝန်တွေပါလှုပ်ရှုပ်နေခဲ့ကြပါတယ်ခဏကြာလို့ရှင်းနေဘက်ရောက်လာချိန်မှာတော့ကလေးရဲ့အခြေအနေကပြန်ငြိမ်သွားခဲ့ဖြစ်ပြီးတော့တိတ်မကြခင်မှာပဲအသေးစိတ်စစ်ဆေးမှုတွေထပ်ပြီးတော့လုပ်ရတော့မှာဖြစ်ကြောင်းဇနီးဖြစ်သူကပြောလာခဲ့ပါတယ်ရှင်းနေဘက်ကတော့ကလေးကအခုလိုမျိုးအခြေအနေကနေရုံမထွက်နိုင်သေးတာကြောင့်ဈေးအသစ်ပြောင်းခြင်းနဲ့ဆိုပြီးတော့ဇနီးတဲ့ဂျယ်ဟီကိုပြောပြခဲ့မယ်ဈေးအသစ်တွေကလူကြီးတွေနဲ့သာစမ်းသပ်ထားပြီးတော့ကလေးတွေအတွက်အန်ရရှိနိုင်တာကြောင့်ဒီအခြေအနေနဲ့ပဲတဖြည်းဖြည်းတက်တောင်ကြော်ဖြတ်ရမယ်လို့သာဇနီးတွေကပြန်ပြောခဲ့ပါတယ်ရှင်းနေဘက်ကသမီးဖြစ်သူတနေ့မှလူကောင်းတယောက်လိုကျမ်းမာလာအောင်သူအဆုံးထိစူးစမ်းသွားမယ်လို့ကြုံသွားပြီးနောက်တရက်မှာပဲစမ်းဝယ်မိခင်နဲ့သွားတွေ့ကဦးကျောင်းရဲ့တရားခွင်မှာတက်သေးဖြစ်လိုက်လာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စမ်းဝယ်မိခင်ကတော့သူမရဲ့သားဖြစ်သူအတွက်သူ့ကိုယ်သူလူသက်သမားတယောက်စီမှာကုသမှုခံယူခဲ့ရတယ်ဆိုရင်စိတ်တန်ရာမရစေချင်တာရောသူမကိုယ်တိုင်လည်းတရားခွင်မှာရှေ့ထွက်ပြီးတော့မဖြေဆိုရတဲ့အတွက်တက်သေးဖြစ်ပါဝင်မပေးနိုင်ပါဘူးလို့သာညင်းဆိုလိုက်ပါတယ်။ဒီတော့ရှင်းနေဘက်လည်းဦးကျောင်းစီကုသမှုခံပြီးတော့ပျောက်ကင်းသွားခဲ့တဲ့တခြားလူနာ6ယောက်ကိုဆက်သွယ်ပြီးတော့တက်သေးထွက်ဆိုပေးဖို့ကမ်းလှမ်းခဲ့မယ်အားလုံးကညင်းဆိုခဲ့ကြတာမဟုတ်လို့သတင်းနောက်ဂျိုကအဲ့လိုဆိုလဲတရားဝင်ကနေစင်းခေါ်စာနဲ့ပဲတက်သေးလိုက်ခိုင်းရတယ်မကောင်းလားဆိုပြီးတော့အကြံပေးခဲ့ပါတယ်ရှင်းနေဘက်ကအဲ့လိုလဲအစီမပြေနိုင်လောက်တာမလို့လူနာတွေကတရားကိုပဲတက်သေးလိုက်ပေးဖို့မရရအောင်ခေါ်လာခဲ့ရမှာပဲဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်တပတ်မှာတော့အကျဉ်းအောင်စီမှာရှိနေဦးကျောင်းကိုတပွေတဲနဲ့လူ19ယောက်ကိုတတ်ခဲ့တဲ့ကောင်းဆိုပြီးတော့တခြားအကျဉ်းသားတွေကလည်းဝိုင်းတမဖို့မျက်စိကျနေခဲ့ပါပြီခဏကြာတော့ရှင်းနေဘက်ကဦးကျောင်းစီအဲတွေရောက်လာပြီးတော့တက်သေးလိုက်ပေးဖို့ခေါ်ယူခဲ့မယ်ဦးကျောင်းရဲ့လူနာတွေကညင်းဆိုသွားတဲ့အကြောင်းတွေကိုပြောပြနေပါတယ်
ဦးကျောင်းတော့ရှင်းနေဘက်ရဲ့စကားကိုကြားပြီးတော့အပေါ်သားဆန်လိုက်ကြတာကွာငါစီမှာကူသားမှုခံဖို့အကူအညီတောင်းခဲ့တော့ကြောင့်သူတို့မဟုတ်သူလိုပဲဆိုပြီးတော့သာသူ့ရဲ့လူနာတွေကိုဒေါသထွက်နေခဲ့ပါလိနောက်တော့ရှင်းနေဘက်ကဦးကျောင်းကူသားပေးခဲ့တဲ့လူနာတွေထဲမှာအိုမင်ကျူဆိုတဲ့ဘာတန်ယောဂတဲ့လူနာကိုမှတ်မိသေးလားသူနဲ့အဆက်အသွယ်ရသေးလားလို့မေးလိုက်တော့ကူသားမှုပြီးတာနဲ့အားလုံးအဆက်အသွယ်ဖြတ်ပစ်တာဖြစ်ကြောင်းဦးကျောင်းကပြန်ပြောခဲ့ပါလိဒါပေမဲ့လူနာတွေကိုကုထုံးတစ်တွေနဲ့ဘလို့ပျောက်ကင်းအောင်ကူသားပေးခဲ့ပါလိဆိုရယ်သူ့ဒေသနာမှတ်တမ်းတော့ရှိနေအောင်မလို့ရဲတွေယူသွားပြီလားလို့တော့မသိပေမဲ့သူ့ရဲ့စာကြည့်ခန်းထဲမှာရှိနေတဲ့အနီအောင်မှတ်စုစာအုပ်လေးကိုတရားခွင်မှာတင်ပြကြည့်ပါဆိုပြီးတော့ရှင်းနေဘက်ကိုပြောပြလိုက်ပါတယ်ဒီတော့ရှင်းနေဘက်လည်းဦးကျောင်းနဲ့တွေ့ပြီးအပြန်မှာဦးကျောင်းနေခဲ့တဲ့နေရာကိုသွားပြီးတော့သူ့ဒေသနာကြောင့်မှတ်တမ်းပြုစုထားတဲ့အနီအောင်မှတ်စုစာအုပ်ကိုသွားရှာခဲ့ပါတော့တယ်ဒါပေမဲ့မှတ်စုစာအုပ်ကိုရှာနေတဲ့အိုမင်ကျူဆိုတဲ့မျိုးသားရဲ့ဘာတန်ယောဂါကိုကုသပေးတဲ့မှတ်တမ်းစင်းကိုတွေ့လိုက်တာကြောင့်စာအုပ်ကိုဖွင့်ကြည့်ဖို့လုပ်မှာပဲအစာအုပ်ရှိကနေပြီးတော့ချောင်းကြည့်ပြီးတော့ထွက်ပြေးသွားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာကြောင့်အနောက်ကနေအမြန်လိုက်ဖမ်းရပါတော့တယ်တနေရာရောက်မှာတော့မျိုးသားကိုဖမ်းပြီးသွားပြီးတော့ရဲစခန်းမှာခေါ်ယူစစ်ဆေးကြည့်တဲ့အခါအမျိုးသားအထူးဆန်းနေရာတွေကိုလိုက်လွှင့်ပြီးတော့ YouTube မှာဝင်ငွေရှာတဲ့လူတစ်ယောက်သာဖြစ်နေခဲ့ပါလိနောက်တစ်ရက်မှာတော့မူစေအီယွန်းရဲ့ရှင်းနေဘက်ရဲ့တရားသူကြီးရဲ့ပူးပေါင်းပြီးတော့နောက်တရားခွင်မတိုင်မီအမှုအတွက်လိုအပ်တာတွေတိုင်ပင်ပြောဆိုနေကြပါလိတရားသူကြီးကနောက်တရားခွင်မှာတရားခံစီကကုသမှုခံယူခဲ့တဲ့တပ်တွေခေါ်လာပြီးမှသိကြတယ်ဆိုရင်အဲ့ဒီတပ်တွေရဲ့ထွက်ဆိုချက်ပေါ်မူတည်ပြီးတော့တရားခံကစိတ်ဆလူသားသမားလားတကယ်ပဲသူဒေသနာပညာရှင်လားဆိုတော့တီးကြကြအဖြေထုတ်တော့မှာဖြစ်တယ်လို့ပြောပါလိရှင်းနေဘက်ကတရားသူကြီးရဲ့စကားကိုထောက်ခံခဲ့မယ်အီယွန်းကတော့ဘယ်လိုပဲဖြစ်ပါစေလူတတ်တာပဲမလို့တရားခံကွင်းဆက်လူတတ်မှုနဲ့သာပြစ်ဒဏ်ပေးတဲ့အကြောင်းပြန်ပြောခဲ့တာကြောင့်ရှင်းနေဘက်နဲ့နှစ်ယောက်သားစကားများကြတော့မလို့ဖြစ်သွားပါလိအချိန်တရားသူကြီးကပဲချင်းနေငြိမ်အောင်ထိန်းလိုက်ပြီးတော့လိုအပ်တာတွေထပ်ပြောပြီးတဲ့နောက်နှစ်ယောက်လုံးကိုပြန်ခိုင်းလိုက်ပါတော့တယ်အပြင်ရောက်ချိန်မှာတော့အီယွန်းကသတင်းနောက်ကြိုရေးသားခဲ့တဲ့စောင်းပါဘယ်လိုဖြစ်ရတာလဲလို့ရှင်းနေဘက်ကိုမေးပါတယ်ရှင်းနေဘက်ကဘာလို့လဲအမှန်တရားတွေရေးထားတာပဲအမားတွေရေးထားလို့ထင်နေလဲတက်တည်ပြပြီးတော့ပြန်ခြေပလိုက်လေကလေးလိုမျိုးကြီးကြမနေနဲ့အော်မေးလို့မင်းကတချင်ကငါတပည့်ဖြစ်ခဲ့ဘူးတော့ခုချိန်ကြီးမင်းကိုကလေးလိုမြင်နေတော့မဲဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်တိုက်ဆန်ဆန်ပဲသတင်းနောက်ဂျိုစီကနေဖုန်းဝင်လာခဲ့တဲ့အတွက်အီယွန်းကရှင်းနေဘက်ရဲ့ဖုန်းကိုတစ်ချက်လမ်းဆိုပြီးသတင်းနောက်ဂျိုလဲကျမနှုတ်ဆက်တယ်လို့ပြောပြပါအောင်လို့ပြောပြီးတော့နေရာကနေထွက်သွားလိုက်ပါတယ်ရှင်းနေဘက်ကဖုန်းကန်လိုက်ချိန်မှာတော့တစ်ဖက်ကသတင်းနောက်ဂျိုကရှင်းနေရေကူညီပေါင်းပြဿနာတော့တက်ပြီဗျာကျွန်တော်ရေးလိုက်တဲ့ဆောင်းပါအသေးဖြတ်မှုနဲ့ဆက်သွယ်ရေးဥပဒေကိုချိုးဖောက်လို့ဆိုပြီးတော့အခုကျွန်တော်ရုံးခန်းထဲကိုရဲတွေဝင်စီးနေကြပြီဆိုပြီးတော့ပြသလဲနဲ့ပြောလာခဲ့ပါတယ်ရှင်းနေဘက်ကတော့သတင်းနောက်ဂျိုရဲ့စကားကိုကြားပြီးတော့ဒီကိစ္စကသူ့ရှိကနေကော်တော်နဲ့ထွက်သွားတဲ့အီယွန်းလက်ချက်ဖြစ်နေလောက်မယ်ဆိုတာကိုရိပ်မိသွားပြီးတော့သတင်းနောက်ဂျိုရှိနဲ့ရုံးခန်းစီကိုချက်ချင်းပဲလိုက်သွားလိုက်ပါတယ်သတင်းနောက်ဂျိုရဲ့ရုံးခန်းရှိမှာတော့မင်းချွဲပါဝင်အီယွန်းရဲ့တောင်ကန်နှစ်ယောက်လည်းရှိနေခဲ့ကြပြီးတော့သတင်းနောက်ဂျိုကတကားကိုအထက်ကနေလော့ခတ်ထားတာကြောင့်တကားကိုဖျက်ပြီးတော့အထက်ကိုဝင်ဖို့လုပ်နေခဲ့ကြပါပြီအထက်ကိုရောက်တော့တောင်ဝင်ကန်ကအီယွန်းစီကထုတ်ယူလာတဲ့ဝရမ်းစာရွက်တွေကိုထုတ်ပြပြီးတော့သတင်းနောက်ဂျိုရဲ့ပစ္စည်းတွေကိုတင်းစီမဲ့အလုံးမှာပဲရှင်းနေဘက်လည်းရောက်လာခဲ့ပါတယ်ရှင်းနေဘက်ကဝရမ်းစာတွေကိုယူကြည့်နေချိန်မှာတောင်ဝင်ကန်ကဒီကိစ္စပေါ်သေးသေးမဟုတ်ဘူးဗျာကျွန်တော်လက်ဗလာနဲ့သာပြန်သွားရင်အမှုစိတ်ချာကျွန်တော်တို့အပီသိမ့်လိမ့်မယ်ပေါင်ပူပေါင်းပေးပါဆိုပြီးတော့ရှင်းနေဘက်ကိုပြောလိုက်ပါတယ်မင်းချွဲတော့ရှင်းနေဘက်ကိုကြည့်ပြီးတော့ဒီဘလိုလုံးရောက်နေရလဲဆိုပြီးတော့တန်တော်နဲ့မေးလိုက်တာကြောင့်ရှင်းနေဘက်လည်းသူကလောလောဆယ်သတင်းနောက်ဂျုံနဲ့ရုံးခန်းကိုမျှသုံးနေရတာဖြစ်လို့ပစ္စည်းတွေသိမ်းမယ်ဆိုရင်တစ်ဖက်မှာရှိနေသူ့အလုပ်စပွဲကိုတော့လုံးဝမထိရဘူးလို့ပြောလိုက်ပါတယ်အချင်းတောင်ကန်တွေကလည်းအချိန်တွေကိုကြမ်းကြအောင်မလုပ်ဘဲနဲ့ဒီတိုင်းသိမ်းစီသွားခြင်းနဲ့ဆိုတော့ပြောလာတဲ့အတွက်ရှင်းနေဘက်လည်းဒီကိစ္စမှာပေါင်ပတ်သက်မှုမရှိတဲ့သူ့ကိုလာထိခိုက်ရင်ပြန်ပြီးတော့တရားစွဲပြမယ်လို့ချိန်ချောက်လိုက်ရပါတော့တယ်ကိစ္စတွေပြီးသွားချိန်မှာတော့ရှင်းနေဘက်နဲ့သတင်းနောက်ဂျိုတို့ဆိုင်မှာဆိုဂျူကေရေးနဲ့နေလေယာကိစ္စတွေကိုစမုံပြန်နေခဲ့ပါတယ်သတင်းနောက်ဂျိုကသူ့စီဓာတ်ရောက်လာပြီးတော့ဝရမ်းနဲ့ပစ္စည်းတွေသိမ်းသွားပုံထောက်ရင်ဒီကိစ္စအမှုစစ်အီယွန်းရဲ့လက်ချက်ဆိုတာသိတာနေရကြောင်းအမှုစစ်အီယွန်းကဖခင်အားကိုနဲ့ဥပဒေလောကတွေမှာကြမ်းကျင်တိုင်းကြမ်းနေတာဖြစ်မယ်ဆိုပြီးရှင်းနေဘက်ကိုပြောနေခဲ့ပါတယ်ရှင်းနေဘက်ကတော့အဲ့လိုတော့မဟုတ်ဘူးကွာဒေသန်ကျောင်းတော့အဲ့ကလေးမငါတပည့်ဖြစ်ခဲ့တာတပည့်ထဲမှာညံအကောင်းဆုံးနဲ့အဆိုးဆုံးလေးပေါ့မိဘနောက်ခံကြောင့်မဟုတ်ဘဲနဲ့သူ့ဗီဇာကအဲ့ပုံစံတိုင်းပဲဆိုပြီးသတင်းနောက်ဂျိုကိုပြန်ပြောပြလိုက်ပါတယ်အဲ့ချိန်ရှင်းနေဘက်တပည့်မင်းချောင်းဆိုတဲ့မိန်းကလေးရောက်လာခဲ့ပြီးတော့ဌာနမှာရှင်းနေဘက်မရှိတော့တဲ့ကသူမကတောက်တော်မရအလုပ်တွေကိုပဲလုပ်နေခဲ့တာမလို့လက်ရှိမှာရှင်းနေဘက်နဲ့တူပူးတွဲလှုပ်ဆောင်မှုတောင်းတစ်ခုပေးပါဆိုပြီးတော့တောင်းဆိုလာခဲ့ပါတယ်ဒီတော့ဘေးမှာရှိတဲ့သတင်းနောက်ဂျိုကအဲ့လိုဆိုရင်မင်းချောင်းကညှိနှိုင်းမှုကိစ္စတွေမှာအရေးချင်းရှိတဲ့သူဖြစ်တာမလို့ဥပြောင်းရဲ့မှုတွေတက်သေးတွေကိုတရားဥပမာထွက်ဆိုပေးအောင်ညှိနှိုင်းပေးတဲ့နေရာမှာတောင်းပေးလိုက်ပါလားဆိုပြီးတော့ရှင်းနေဘက်ကိုအကြံပေးလိုက်ပါတယ်ရှင်းနေဘက်လည်းအစားကတော့တိတ်ပြီးတော့လက်မခံခြင်းပေမဲ့သတင်းနောက်ဂျိုကလည်းအတင်းတွေထောက်ခံပေးပြီးတော့မင်းချောင်းလည်းအသေးအတန်လိုချင်နေရကြောင်းညင်းများတဲ့ဆုံးမှာလက်ခံလိုက်ရပါတော့တယ်ဒီတော့မင်းချောင်းလည်းရှင်းနေဘက်ကိုပေးခဲ့တဲ့အချက်လက်ထဲကတိုင်စန်းဦးရဲ့မိခင်နဲ့ဦးကျောင်းရဲ့ကုသမှုကြောင့်ယောဂပျောက်ကင်းသွားတဲ့နောက်ထပ်လူနာတယောက်ဖြစ်တဲ့စန်းထေချင်းဆိုတဲ့မျိုးသားစီကိုသွားပြီးတရားခွင်မှာတက်တည်ထွက်ဆိုပေးဖို့သွားအောင်ညှိနှိုင်းခဲ့ပါတယ်မင်းချောင်းရဲ့စကားပြောစွမ်းရင်ကြောင့်နှစ်ယောက်လုံးကတက်တည်ထွက်ဆိုပေးဖို့စိတ်ရိုင်းနေကြပေမဲ့သူတို့စီကိုဦးကျောင်းကိုယ်တိုင်ရေးဖို့ပေးထားခဲ့တဲ့တက်တည်ထွက်ဆိုမပေးရင်ဘာလို့မဲညာလို့မဲဆိုတဲ့ချင်းချောက်စာကြောင့်ထိတ်လန့်နေကြပါတယ်ဒါပေမဲ့မင်းချောင်းဆန်းဦးရဲ့မိခင်ရောစုံထဲချင်းဆိုသူကပါနှစ်ယောက်လုံးရဲ့လုံခြုံရေးတွေကိုပြေးဝတောင်းပေးပါတယ်လို့တေချာဂရိပေးပြီးတော့တရားခွင်ကိုတက်ရောက်ပေးဖို့အတွက်မနေကိုဖြောင်းပြလာခဲ့လိုက်ရပါတယ်
မင်းကြောင့်ဦးကျောင်းဟာလူနာရီစီချင်းချောက်စာပို့ခဲ့ကြောင်းရှင်းနေဘက်ကိုပြန်တင်ပြချိန်မှာတော့ရှင်းနေဘက်လည်းဦးကျောင်းစီချက်ချင်းသွားတွေ့ပြီးတော့ခုလိုလိုရင်လူနာတွေကထိတ်လန့်ပြီးတော့ကိုဘက်ကလိုချင်တဲ့တပ်တွေကိုမထွက်ဆိုပေးပဲနေအောင်မယ်ဆိုပြီးဦးကျောင်းကိုသွားဆူခဲ့ပါတယ်ဦးကျောင်းတော့သူခုလိုလောက်တာလူနာတွေကိုတပ်တွေထွက်ဆိုပေးဖို့အကောင်းဆုံးတွန်းအားပေးခဲ့တာပါဆိုပြီးထင်အားဆိုင်နေသေးတဲ့အတွက်ရှင်းနေဘက်လည်းဘလို့ပဲဖြစ်ဖြစ်ရှေးရှောင်းမှုနဲ့ပတ်သက်တဲ့ကိစ္စတိုင်းမှာတခုလုံးမယ်ဆိုရင်သူစီယာခွင့်ပြုချက်အရင်တောင်းရမယ်ဆိုပြီးပြင်းပြင်းထန်ထန်အတီးပေးပြီးတော့တားမြစ်ထားလိုက်ပါတယ်ဒါပေမဲ့တော့တရားခွင်ကြရင်ဦးကျောင်းဘက်ကတပ်တွေထွက်ဆိုပေးမဲ့လူနာနှစ်ယောက်ရဲ့အချက်လက်တွေကိုတာဝန်ခံကအယွန်းစီကိုတင်ပြပေးနေခဲ့ပါတယ်အယွန်းကအချက်လက်တွေကိုဖတ်ကြည့်ပြီးတဲ့နောက်သူမဘက်ကလည်းဒီတိုင်းငြိမ်နေလို့မရပဲလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ရမယ်ဆိုတာကိုသဘောပေါက်နေခဲ့ပါတယ်ရှင်းနေဘက်ကလည်းမင်းကျောင်းနဲ့တရင်တောက်ဂျိုတို့ကိုခေါ်ပြီးတော့တပ်တွေထွက်ဆိုမဲ့လူနာနှစ်ယောက်ရဲ့အချက်လက်အတိအကျကိုဒူလေးလာပြီးတဲ့နောက်တစ်ခေါက်တရားခွင်မှာတရားအောင်ဘက်ကနေလဲဦးကျောင်းဟာဒီလူနာတွေကိုဘလို့ကုသပေးခဲ့လဲဆိုတဲ့အဖြစ်ကိုတေချာပေါက်သိချင်နေကြမှာဖြစ်လို့အဲကိစ္စနဲ့ပတ်သက်ပြီးတော့တရားသူကြီးရှေ့မှာအကောင်းဆုံးနည်းနဲ့ဘယ်လိုချပြမလဲဆိုတာကဦးစားပေးပြီးတော့ချက်လက်တွေကိုအကောင်းဆုံးပြင်ဆင်ထားလိုက်ပါလိမ့်နောက်နေ့မှာတော့ဦးကျောင်းတို့တပ်တွေထွက်ဆိုပေးမဲ့တရားခွင်စတင်နေခဲ့ဖြစ်ပြီးဇန်ဦးရဲ့မိခင်ကလည်းတပ်တွေထွက်ဆိုပေးဖို့အတွက်ဂရီတိုင်းတရားရုံးကိုလာရောက်ခဲ့ပါလိမ့်ရှင်းဒီဘက်ကကန်ဆန်းဦးဆိုတဲ့ကလေးရဲ့ပိုလီယိုရောဂါကိုအရှင်းပြောက်ကိန်းနိုင်အောင်ဦးကျောင်းစီမှာကုသမှုခံခဲ့တယ်ဆိုတာမှန်ပါသလားအဲ့လိုဆိုရင်ကုသမှုခံယူတဲ့နေ့ကအခြေအနေတွေကိုတစ်ချက်ရှင်းပြပေးပါဆိုပြီးမေကွန်းကိုစတင်ခဲ့ပါလိမ့်ဇန်ဦးရဲ့မိခင်ကတားဖြစ်သူဟာဦးကျောင်းစီမှာကုသမှုခံပြီးတော့ပိုလီယိုရောဂါပျောက်ကင်းသွားခဲ့တာအမှန်ပဲဖြစ်ကြောင်းနဲ့အဲ့ဒီကကုသမှုကိရိယာတွေပါတဲ့အိတ်တလုံးနဲ့ဦးကျောင်းရောက်လာပြီးတော့ကုသဈေးဆွဲကြောတားဖြစ်သူဇန်ဦးရဲ့လက်မောင်းတွေကိုထိုးသွင်းပေးသွားခဲ့လို့ဆိုပါလိမ့်အဲ့တော့ကလေးကအရန်ကိုပင်ပန်းနေတဲ့ပုံစံနဲ့အိပ်ပျော်သွားပြီးတော့နောက်မနေ့အိပ်ရာနိုးလာတဲ့အချိန်မှာတော့အသက်16နှစ်အတွင်းဘေးကူမပါဘဲတယောက်တည်းမတ်တက်ထားရနေခဲ့ဖြစ်ပြီးအဲ့ချိန်ကနေစလို့ယောဂါယူပြစ်တယ်လို့ပျောက်ကင်းသွားခဲ့ကတားဖြစ်သူဇန်ဦးအနေနဲ့လည်းသူ့ရဲ့ယောဂါကိုရှင်းပြအောင်ကုသပေးခဲ့တဲ့ဦးကျောင်းကိုယနေ့ချိန်ကြီးကျေးဇူးတင်နေခဲ့တာပါဆိုပြီးဇန်ဦးရဲ့မိခင်ကအဖြစ်ပြက်တရားလုံးအတိအကျပြန်ပြောပြလိုက်ပါတယ်အဲ့တော့မှတော့အမှုစေးအီယွန်းရဲ့ပြန်လည်စစ်ဆေးမေးမြန်းမှုစတင်ခဲ့ပြီးတော့အီယွန်းကလည်းလူနာနှစ်ယောက်ရဲ့အချက်လက်တွေကိုရပြီးတဲ့နောက်ပိုင်းသူမရဲ့ကြိုတင်စုံစမ်းမှုတွေရဇန်ဦးရဲ့မိခင်ဟာတားဖြစ်သူဇန်ဦးကပိုလီယိုရောဂါနဲ့ရမ်းစင်တူပြီးတချို့ဆရာဝန်တွေတောင်လွယ်လွယ်မခွဲခြားနိုင်တဲ့စာကာဝါရောဂါကိုသာခံစားနေရတာကိုသိသိရတဲ့ကလေးတွေအာမခံကြေးတွေထောက်ပံ့ကြေးတွေရအောင်ယောဂါကိုပိုလီယိုရောဂါဆိုပြီးတော့နာမည်တက်ခဲ့တာဆိုပြီးတရားသူကြီးစီမှာထုတ်ဖော်ပြောလိုက်ပါတယ်သူမထုတ်ဖော်လိုက်တဲ့အကြောင်းအရာတွေအတွက်တပ်တွေအနေနဲ့မှုကင်းဆေးစစ်ဆရာဝန်ကိုပါတရားခွင်မှာခေါ်ထားတာကြောင့်ဇန်ဦးဟာရှင်းမပြောင်းနိုင်တဲ့ပိုလီယိုရောဂါကိုခံစားနေရတာမဟုတ်ပဲပိုလီယိုရောဂါနဲ့ဆင်တူပြီးပျောက်ကင်းအောင်ကုလို့ရတဲ့ဇာကာဝါရောဂါကိုသာခံစားနေရတာဖြစ်ကြောင်းကိုအများရှိမှပဲအမှားမရှိအောင်တည်ပြုနိုင်ခဲ့လိုက်ပါတယ်ရှင်းနေဘက်ကလည်းဘာယောဂါဖြစ်ဖြစ်တရားခံဦးရောင်းကဇန်ဦးကိုကုသပေးခဲ့တယ်ဆိုတော့မှန်ကန်တဲ့အချက်ဖြစ်ပါတယ်ဆိုပြီးတော့ထောက်ပြခဲ့မိတရားသူကြီးကပထမတပ်တွေကိုစစ်ဆေးချိန်ပြီးဆုံးသွားပြီလို့တရားခွင်ကိုနိုင်ဝက်နာပြီးဒုတိယတပ်တွေကိုစစ်ဆေးဖို့သာဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့တရားခွင်နားချိန်မှာတော့ရှင်းနေဘက်ကပထမတရားခွင်ကအခြေအနေကိုသုံးသပ်ပြီးတော့ဒုတိယတပ်တွေကိုရှေ့ထွက်ခိုင်းမှုအစင်မပြေနိုင်တော့သေးဘူးဆိုတာကိုသိသွားခဲ့တဲ့အတွက်တရားခွင်ပြန်စတင်ချိန်မှာဒုတိယတပ်တွေကတရားအောင်ကိုရောက်မလာတာကြောင့်စစ်ဆေးဖို့ရက်ရွှေ့ပေးပါဆိုပြီးတော့တရားသူကြီးထံတင်ပြလိုက်ပါတယ်အဲဒီချိန်မှာတော့အီယွန်းကဒုတိယတပ်တွေလိုက်ပေးမဲ့သူဟာတရားခွင်ထဲမှာရောက်ရှိနေခဲ့ပြီဖြစ်ပြီးတရားခံဘက်ကတပ်တွေဖြစ်မခေါ်ရင်လည်းသူမဘက်ကပဲအမှုစေးရဲ့တပ်တွေဖြစ်ခေါ်ယူမေးမြန်းပါမယ်လို့တင်ပြလိုက်တဲ့အခါမှာတရားသူကြီးကခွင့်ပြုပေးလိုက်တာကြောင့်စုံထည်ချင်းဆိုတဲ့မျိုးသားကိုတရားအောင်မော်ခေါ်ပြီးတော့စစ်ဆေးခွင့်ရသွားခဲ့ပါတယ်။အီယွန်းကတရားခံဦးရောင်းစီကနေစေကူသားမှုခံယူခဲ့တာမှန်ကန်ပါလားဆိုပြီးမေးခွန်းမေးလိုက်ချိန်မှာတော့စုံထည်ချင်းကလည်းအဲ့ဒါမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ယောဂါကအရှင်းမပြောက်ကင်းသွားပဲကျွန်တော်ခုဆေးုံပြန်ပြနေရပါတယ်။အဲ့လူကတကယ်လူလိမ်ပါပြီးတော့တရားခွင်မတိုင်ခင်ကသူ့အတွက်တပ်တွေလာထွက်ဆိုမပေးရင်ကျွန်တော်ရဲ့ကိုကြီးကိုတာအချက်လက်တွေကအစမိသားစုအတွင်းတွေပါဆေးမှတ်တမ်းတွေအထိလိုင်းမော်တင်ပြမယ်ဆိုပြီးတော့သူကိုယ်တိုင်ကျွန်တော်စီကိုချင်းချောက်စာပို့ခဲ့ပါသေးတယ်သူလိန်အောင်မခံကြပါနဲ့ဗျာဆိုပြီးဦးပြောင်းဝရှင်းနေဘတ်ရောမထင်ထားတဲ့စကားလုံးအနေနဲ့ထွက်ဆိုလာခဲ့ပါတော့တယ်ဒီနေ့တရားခွင်ပြီးသွားတဲ့ခါမှာတော့ရှင်းနေဘက်ကစုံနေချင်းနောက်ကနေလိုက်သွားပြီးတော့ဘာကြောင့်အဲ့လိုတွေထွက်ဆိုခဲ့ရတာလဲဆိုပြီးတော့မေးမြန်းခဲ့ပါတယ်စုံနေချင်းကလည်းသူပြောခဲ့တာမှန်တရားတွေပဲဖြစ်ပြီးတော့လက်ရှိမှာလည်းယောဂါအချင်းတွေပိုဆိုးလာလို့ဈေးုံကိုတကယ်ပဲပြန်ပြနေခဲ့တာကြောင့်ရှေးလျှောက်သူ့ကိုလာပြီးတော့မနှောက်ယှက်ပါနဲ့တော့လို့ပြောပြီးတော့ဒါနေရာကနေထွက်သွားပါတော့တယ်နောက်တော့ရှင်းနေဘက်ကဦးရောင်းစီသွားတွေ့ပြီးတော့တရားခွင်မှာအခုလိုအခြေအနေတွေဖြစ်လာတာကစုံတဲ့ချင်းကိုချိန်နောက်စာတွေပို့ခဲ့တဲ့ဦးကျောင်းရဲ့အပြစ်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်ဦးကျောင်းကလည်းသူ့ရဲ့ဈေးပညာစွမ်းရည်တွေကိုတရားအောင်မှာကောင်းကောင်းမပြသနိုင်ခဲ့တာကရှင်းနေဘက်ရဲ့တပ်သေးတွေကိုသေချာမကင်တွယ်နိုင်ခဲ့တာကြောင့်ပဲဆိုပြီးရှင်းနေဘက်ကိုရန်ပြန်တွေးလိုက်ပါတယ်တကယ်တော့တရားခွင်မစားခင်ကလေးကအီယွန်းဟာစုံတဲ့ချင်းစီသွားတွေ့ပြီးတော့ဦးကျောင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုမေးမြန်းခဲ့တာဖြစ်ပြီးစုံတဲ့ချင်းကလည်းဦးကျောင်းစီမှာသူ့ရဲ့သွေးကင်ဆာယောဂါအတွက်ကုသမှုကိုခံယူခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းမှာဦးကျောင်းဟာတကယ်ဆရာဝန်စစ်မဟုတ်ဘူးဆိုတာကိုသိလိုက်တာကြောင့်ဈေးုံကိုပဲပြန်သွားပြီးတော့ကုသမှုဆက်လိုက်ခံယူလိုက်ကဈေးုံကပေးတဲ့ဆေးတွေကိုပြန်တောက်နေတာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲဒီမှာတော့အီယွန်းလဲဦးကျောင်းကိုအခင်းဖြစ်တဲ့နေရာကနေဖမ်းဆီးလာခဲ့ချိန်တုန်းကအမှုစစ်ကြီးကျွန်တော်ရဲ့လူနာကိုတခြားကုသမှုတွေဆက်မလုပ်ပေးပါနဲ့ကျွန်တော်ရဲ့ကုသမှုတွေနဲ့ရောထွေးသွားရင်လူနာပြန်ကောင်းလာနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့တတိပေးစကားကိုပြန်ကြားရောင်လာပြီးတော့စုံတဲ့ချင်းရဲ့ယောဂပြန်ဆိုးသွားလာတာကဦးကျောင်းရဲ့ကုသမှုကြောင့်မဟုတ်ပဲဈေးုံကကုသမှုကိုပြန်ခံယူလိုက်တာကြောင့်
ကူသားမှုတွေရောထွေးကုန်ပြီးတော့အခြေအနေပိုဆိုးသွားခဲ့ပြီဆိုတာကိုသဘောပေါက်ထားခဲ့ပြီးသားပါလက်ရှိမှာတော့ဦးကျောင်းပြောခဲ့တဲ့အကြောင်းအရာတွေနဲ့တပ်သေးတွေထွက်ဆိုသွားတာကတလွဲစီဖြစ်နေကြအောင်ဦးကျောင်းကဘယ်လိုဆက်ပြီးတော့ယုံကြည်ရမလဲဆိုပြီးတော့ရှေ့နေဘက်ကမေးခွန်းထုတ်နေပါတယ်ဦးကျောင်းတော့အခုချိန်ထိလည်းသူ့ရွယ်ချက်ကသူ့ရဲ့ဆေးပညာအရေးချင်းကိုတရားဥပဒေအသိမှတ်ပြုခံပြီးတော့နေမကောင်းတဲ့သူတွေကိုဆေးကုပေးချင်တာပဲဖြစ်လို့တလောက်ကောင်းတဲ့ရွယ်ချက်ကိုလူတွေသိအောင်ဘာလို့ပြောပြမှာပေးနိုင်ရတာလဲလို့ပြောပြီးတော့ရှေ့နေဘက်ကိုပြဿနာရှာနေခဲ့ပါတယ်ရှေ့နေဘက်ကလည်းအဲ့လိုရွယ်ချက်သာရှိနေကိုကုသပေးခဲ့တဲ့လူနာတွေကိုချင်းချောက်စာပို့ပြီးတော့နိုင်တဲ့စီနေဆက်ဆံကြမလို့တာမလို့ကိုဒါအတိမပြုခံနေခြင်းရတဲ့အကြောင်းအမှန်ကဘာလဲဆိုပြီးတော့ထပ်မေးလိုက်ပြန်ပါတယ်ဒီတော့ဦးကျောင်းကပြောပြရမလားအဲ့ဒါကိုနားထောင်နိုင်မယ်ဆိုတာတေချာရလားလို့ပြောရင်းနဲ့ရှေ့နေဘက်ကိုထားတစ်ပေါင်းနဲ့လာနောက်နေသလိုပြုံးလေးနဲ့ပဲပြုံးပြနေတော့မှတခန်းရက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဇက်ကဇလန်းတော့တကယ်ကိုကောင်းပါတယ်ဗျာအဲ့တော့ကြီးတဲ့သူတွေကတော့မိုက်တယ်ဘာပဲပြောအားလုံးလည်းကြိုက်ကြမယ်ထင်ပါတယ်အဲ့တော့အပိုင်းစက်နဲ့လာတာဖြစ်တော့နောက်နေ့မှကျွန်တော်ထပ်ပြီးတော့တင်ပေးပါဦးမယ်အဲ့တော့ channel subscribe လုပ်ဘေးနားအကောင့်လောက်နေပြီးတော့စောင့်ကြည့်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုအန်ပါ